နော်အခုဝတ်ထားတာလေးအရင်လှလာဒါလေးကတော့24လက်မဆိုင်ပါတဘာဝဝါကွန်းချီကိုမှလက်ရက်ကန်လေးခတ်ထားပေးတာဖြစ်ပါတယ်ပေါင်ချိန်ကတော့140လောက်ထိပို့လို့ရပါတယ်နော်အနော်စီမှာဒီလိုကာလာစုံလေးပြန်ဝင်ထားပါတယ်အနော်အခုဝတ်ထားတာကဒါဘေးတာရောင်လေးပါနောက်ထပ်ရမယ့်ကာလာလေးပြပေးပါမယ်ဒါလေးကတော့တဘာဝချီပေါ်မှာသမင်မွေးရောင်လေးဖောက်ထားတာဖြစ်ပါတယ်ကြံရီရောင်လေးဖောက်ထားတာဖြစ်ပါတယ်အရန်ပဲလှပါတယ်နော်ဒီအင်ဂျီရဲ့ထူခြားချက်ကတော့ဒီဘေးမွေးတွေဒီအောက်အမွေးတွေကိုအကုန်လုံးကျစ်ထားပေးတာဖြစ်ပါတယ်နော်ပေါင်ချိန်140လောက်ပို့လို့ရပါတယ်လူတိုင်းကြိုက်တဲ့ဒါလေးကကြက်သွေးရောင်လေးပါနော်ဒီအင်ဂျီလေးကပေါ့ပေါ့ပပားနဲ့နေရာမရွေးဖို့လို့ရတယ်ဘောင်းဘီထမိန်စကတ်ကြိုက်တာနဲ့တွဲဖို့လို့ရပါတယ်နော်ထော်ဘတ်ဆက်ရောင်လေးပါအရန်ပဲချစ်ဖို့ကောင်းတဲ့ကာလာလေးပါအခုခေတ်မှာ trend ဖြစ်နေတဲ့ကာလာလေးပါနော်ဒါလေးကအနော်ဝတ်ထားတဲ့ဗေဒါရောင်လေးပါအရန်မျက်စိအေးတဲ့ကာလာလေးပါနော်အယောင်တက်တောင်းမှကြိုက်တဲ့လူလေးတွေအတွက်ဒါလေးကချိုချင်းရောင်လေးပါ10ထည်ကနေစပြီးတော့လက်ကားစင်းနဲ့အားပေးလို့ရပါတယ်အနော်စီမှာကာလာစုံရပါမယ်နော်အနော်ဆိုင်ကတော့ဖက်အံမှာဖွင့်ထားပါတယ်အွန်လိုင်းကနေလည်းမှာလို့ရပါတယ်နော်ယုံကြည်စိတ်ချစွာနဲ့အားပေးလို့ရပါတယ်